ပူချိန်နဲ့ဖိအားတံကိုနှစ်တန်းပေါင်းများစွာခံရပြီးတော့မှစိန်ကဖြစ်လာတယ်။စိန်ရဲ့တံမိုးကိုဘယ်နိုင်ငံကထွက်တယ်ဆိုတာထက်တခြားတို့စီလေးလုံးနဲ့တိုင်းတာတယ်။ Carat weight ရဲ့ color ရဲ့ clarity ရဲ့ cutting ရဲ့အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့စိန်ကျောင်းပညာဒါနသင်တန်းလေးကိုကျင်းပဖြစ်တာကတော့လူငယ်တွေစိန်နဲ့ပတ်သက်တဲ့အသိပညာတွေရရှိစေခြင်းနဲ့စေနာနဲ့ပြုလုပ်ရတာပဲဖြစ်ပါတယ်ဒီနေ့သင်တန်းလေးမှာသင်တန်းသားတွေအားလုံးသိကျင်နေကြတဲ့စိန်ကျောင်းလေးလာစရာတွေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီနေ့အတွက်သင်ကြားပြသပေးဖို့စိန်ကျောင်းကျွမ်းကျင်သူပညာရှင်တဦးဖြစ်တဲ့ Lady Grace Diamond Land ရဲ့ founder teacher နဲ့လည်းရောက်ရှိနေပြီဖြစ်ပါတယ်ရှင်အားလုံးပဲ teacher နဲ့အောင်နှုတ်ဆက်လိုက်ကြအောင်နော်ဒီချက်မင်္ဂလာပါရှင်မင်္ဂလာပါရှင်အားလုံးထိုင်ကြပါအဲ့တော့ဒီနေ့မှာစိန်သင်တန်းကိုလာတက်ကြတယ်ဆိုတော့အဓိကစိန်အကြောင်းသိချင်လို့ဆိုတော့စိန်အကြောင်းကိုဘယ်လောက်သိလဲနည်းနည်းတော့မေးခွန်းလေးထုတ်ကြည့်ရအောင်တချို့တို့စိန်ဆိုတာဘယ်ကနေစဖြစ်လာလဲသိလားကာဗွန်ကနေနောက်ကောမီးတောင်ကနေပေါက်ကွဲလာတာအဲ့ဒါနှစ်မျိုးလုံးမှန်တယ်တချို့တို့ပြောရရင်စိန်ဆိုတာကအလွယ်ပြောမယ်နော်စိန်ဆိုတာကကာဗွန်ဒြပ်စိန်ကနေပြီးတော့စပြီးတော့ဖြစ်လာတာအဲ့ဒီကာဗွန်အက်တမ်လေးတွေကကမ္ဘာမြေကြီးရဲ့မြေအောက်တချို့တို့အလွယ်ပြောရရင်တော့မိုင်100ဝန်းကျင်အကွာပေါ့မိုင်100ဝန်းကျင်ကွာအတိအကျပြောရရင်63မိုင်နဲ့155မိုင်ကြားမှာ mantle ဆိုတဲ့အလွှာလေးတစ်ခုရှိတယ်ကမ္ဘာမြေအောက်မှာအဲ့ဒီအလွှာလေးမှာပူချိန်နဲ့ဖိအားတံကိုနှစ်တန်းပေါင်းများစွာခံရပြီးတော့မှစိန်ကဖြစ်လာတယ်။အဲ့ဒီစိန်ကကမ္ဘာမြေပြင်ပေါ်ကိုဘယ်လိုရောက်လာလဲဆိုတော့မီးတောင်တွေတွေ့ဘူးမှာပေါ့နော်။အဲ့ဒီမီးတောင်တွေပေါက်ကွဲတဲ့အခါမှာချော်ရည်ထွက်တဲ့လမ်းကြောင်းရှိတယ်။အဲ့ဒါကို Kimberlite pipe လို့ခေါ်ပါတယ်။အဲ့ဒီ Kimberlite pipe ကနေတဆင့်မီးတောင်ချော်ရည်ပေါက်ကွဲမှုနဲ့အတူတူစိန်ကကမ္ဘာမြေပြင်ပေါ်ကိုရောက်လာတယ်။အဲ့တော့ဒါလေးကတော့စိန်ကမ္ဘာမြေပြင်ပေါ်ကိုဘယ်လိုရောက်လာတယ်ဆိုတဲ့အကြောင်းလေးနော်။အဲ့တော့ကမ္ဘာပေါ်မှာတန်မိုးအကြီးဆုံးစိန်ကဘာစိန်အမျိုးအစားလဲဘယ်နိုင်ငံထွက်တဲ့စိန်ကတန်မိုးကြီးရလို့သိထားဘယ်လ်ဂျီယန်စိန်ကတန်မိုးကြီးရလို့သိထားကြတယ်အမှန်တကယ်တော့ဘယ်လ်ဂျီယန်ကထွက်တဲ့စိန်တိုင်းကတန်မိုးအကြီးဆုံးတော့မဟုတ်ဘူးဘယ်လ်ဂျီယန်ဆိုတာကပြောရရင်တချို့တို့ကဘာရဲ့စိန်သွေးတဲ့နေရာပေါ့တချို့တို့ trade center လို့သဘောမျိုးเนาะအဲ့ဘယ်လ်ဂျီယန်နိုင်ငံက cutting ကောင်းတဲ့အရင်တော့အဲ့တော့အဲ့ဘယ်လ်ဂျီယန်ကနေထွက်တဲ့စိန်တွေဒီတန်မိုးကြီးတယ်ဆိုပြီးတော့လှတယ်အမှန်တော့တန်မိုးကြီးရဆိုတော့လှတယ်ပေါ့စိန်သွေးကွက်လှတယ်ဆိုပြီးတော့ဘယ်လ်ဂျီယန် cutting ကနေဘယ်လ်ဂျီယန်ထွက်တဲ့စိန်ဆိုပြီးတော့လူတွေကမှားလာကြတာအဲ့တော့တချို့တို့စိန်ရဲ့တန်မိုးကိုဘယ်နိုင်ငံကထွက်တယ်ဆိုတာထက်တခြားတို့စီလေးလုံးနဲ့တိုင်းတာတယ်စိန်ရဲ့တန်မိုးကိုဘာနဲ့တိုင်းလဲစီလေးလုံးနဲ့တိုင်းတာတယ် Carat weight ရဲ့ color ရဲ့ clarity ရဲ့ cutting ရဲ့နံပါတ်1ဖြစ်တဲ့ Carat weight ဆိုတာတခြားတို့နားလည်လွယ်အောင်ပြောရရင်စိန်လုံးစည်းဆိုတာကြားဘူးလားစိန်40စီးဆိုရင်တကရက်မှာအပွင့်40ပါတော့မှအပွင့်40ကိုချိန်ကြည့်တော့မှတကရက်ပြည့်တယ်ဆိုရင်အဲ့ဒီဟာကို40စီးလို့ခေါ်တယ်30စီးဆိုတာကစိန်အပွင့်30တကရက်အလေးချိန်မှာစိန်အပွင့်30ပါရင်30စီးလို့ခေါ်တယ်100စီးနဲ့20စီးနဲ့ဆိုရင်ဘယ်စိန်ဝင်းဆိုင်ကပိုကြီးမှာတော့20စီးကပိုကြီးမယ်အဲ့ဒါကိုတီချယ်တို့ကအဲ့ဒီအလုံးကြီးလေတန်မိုးများလေအဲ့ဒါကိုပထမဆုံးစီဖြစ်တဲ့ Carat weight နဲ့သွားတယ်အဲ့တော့ Carat weight မှာတီချယ်တို့သိရမှာကအလုံးစီပြီးရင်တော့တီချယ်တို့အဲ့အလုံးစီတွက်နည်းလေးသင်ပေးမယ်နော်အဲ့တော့အလုံးစီသည် Carat weight ကိုသွားတယ်โอเคနောက်တစ်ခုကကြတော့တချို့တို့ကလာအလွယ်မှတ်ရင်ဒီကနေ Z ထိအယောင်ပေါင်း23ရောင်ရှိတယ်အဲ့ဒါအဝါစင်ပေါ့နော်ဖြူရာကနေဝါသွားတဲ့အဆင့်ပေါင်း23ဆင့်ရှိတယ်အဲ့ဒီ23ဆင့်မှာကတချို့တို့တွေအဖြူဆုံးက D အဝါဆုံးက Z ဒီကနေအနောက်ကိုဆင်းလေဝါသွားလေဒါပေမဲ့ DFGH စတဲ့အယောင်တွေကတော့အယောင်ကာလာလိုက်မြင့်တယ်လို့ဈေးလဲမြင့်တဲ့အတွက်ကြောင့်မလို့လူသုံးနေတယ်အဲ့မှာမှတချို့တို့မြန်မာနိုင်ငံထဲမှာတချို့တို့အယောင်ရဆုံးဈေးကွက်ဝင်တာကတော့ IJKLM ဆိုတဲ့အယောင်တွေကတော့အယောင်ရဆုံးပဲအဲ့တော့အယောင်နဲ့ပတ်သက်ရင်သိမလားတချို့စီလေးလုံးမှာဘယ်နှလုံးပြောပြီးသွားပြီလဲနှလုံးပြောပြီးသွားပြီဘာလဲ Carat weight ရဲ့ color ရဲ့ Okay နောက်တစ်မျိုးကတော့ clarity လို့ခေါ်ပါတယ်
တိုင်းသူစုညံတော့ခဲ့ဆွေလာစိတ်ကထိတ်ချုပ်ဖို့ခက်ခဲအရာယူ My baby do do down my time do do thank you little time do do Lady Grace sing that chico minute to do me do do down my time do do thank you little time do do Lady Grace sing that chico minute to do me Lady Grace promises for your elegance ချက်သေးရှိတဲ့လှပမှုတွေအတွက် Lady Grace Diamond Land clarity ဆိုတာတန့်စင်မှုကိုပြောတာမြန်မာလိုအလွယ်မှတ်ရရင်တော့တချို့တို့စိတ်မှာအနာဘလောက်ပါလဲဆိုတာကိုကြည့်တာကိုပြောတာဟုတ်ပြီနော် clarity လို့ခေါ်တယ်အဲ့ clarity စိတ်ရဲ့ clarity ကိုကြတော့တချို့တို့ဘယ်လိုမှတ်လဲဆိုတော့ဘယ်လိုသတ်မှတ်လဲဆိုတော့ flawless ဆိုတာအပြစ်အနာအစာကင်းတယ်တချို့တို့ဆယ်စားချဲ့တဲ့မှန်ဘလူးနဲ့ကြည့်ရင်တော့မှ flawless ဒီအနာမတွေ့ရဘူးဘလို့မှရှာလို့မတွေ့တဲ့ဟာကို flawless အလွယ်ခေါ်တော့ FL နဲ့မှတ်ပါတယ် FL နဲ့မှတ်တယ် flawless okay flawless ပြီးတဲ့အခါမှာတချို့တို့ IF internally flawless တဲ့တစ်စင်းနေတာကို internally flawless ဒါပေမဲ့ IF တို့ FL တို့ကအရန်တန်တယ်သူလည်းပဲဆယ်စားချက်တဲ့မှန်ဘလူးနဲ့ကြည့်လို့ရှိရင်အနာမမြင်ရဘူးနောက်တစ်ဆင့်က VVS 1 VVS 2လို့ခေါ်တယ် VV ဆိုတာက very ကိုပြောတာ very ဆိုမှတော့ very နှလုံးထက်တော့အလွန်မဖြစ်သွားဟုတ်လား slightly လို့လည်းခေါ်တယ်လို့ small လို့လည်းခေါ်ကြတယ် S က VVS ဆိုတာ very slightly included လို့ပြောတာအနာသည်အရန်ကိုသေးတယ်အရန်ကိုသေးတယ်အဲ့အတွက်ကြောင့်မလို့အဲ့ဒီ VVS 1 VVS 2အဆင့်မှာလည်းပဲကိုဒီလေ့ကျင့်ထားတဲ့ grader မဟုတ်လို့ရှိရင်တချို့တို့စိန်ရဲ့အနာကိုဆယ်စားချက်မှန်ဘလူးနဲ့ကြည့်ဖို့မလွယ်ဘူးဟုတ်ပြီနော်အဲ့ဒါက VVS 1နဲ့ VVS 2အဲ့တော့နောက်တစ်ဆင့်ကကြတော့အဲ့ဒီ V တစ်လုံးပြောက်သွားတယ်အလွန်ကနေအလွန်လို့ပဲဖြစ်သွားရင်တော့အနာကဘာဖြစ်လာလဲတဖြည်းဖြည်းနည်းနည်းပိုကြီးလာတဲ့သဘောဖြစ်သွားတယ်ဟုတ်တယ်နော် very slightly included လို့ခေါ်တယ်အဲ့တော့ VS1 VS2 နောက်တစ်ဆင့်ကျတော့ V လုံးဝပြုတ်သွားတယ်ဆိုတော့ very လုံးဝပြုတ်သွားပြီဆိုရင်အလွန်ဆိုတဲ့စကားမပါတော့ဘူးဆိုရင်ရိုးတာမှန်သေးသောဆိုတော့ခုနဟာဒီထက်ဆိုင်အနာဘာဖြစ်လာပြီလဲများလာပြီကြီးလာပြီဟုတ်တယ်နော်အဲ့တော့ slightly included လို့ခေါ်တယ် SI 1 2 3အဲ့မှာတော့အနာနည်းနည်းစီအကြီးသေးနေရာယူမှုပေါ်မူတည်ပြီးတော့ SI က1 2 3ဆိုတဲ့အဆင့်ရှိတယ်အဲ့တော့ဘယ်နှဆင့်ရှိသွားပြီလဲ9ဆင့်ရှိသွားပြီ okay အဲ့ဒီမှာမှ small ဆိုတဲ့အရာကိုဖြုတ်လိုက်တော့မယ်ဟလာ slightly တို့ small တို့ဆိုတော့သေးသောဆိုတာကိုဖြုတ်လိုက်ပြီဆိုရင်အနာဘာဖြစ်လို့လဲကြီးလို့အဲ့တော့ included 1 2 3ဆိုရဲ I1 I2 I3 ဆိုတာလာတယ် I1 I2 I3 ဆိုတာဖြစ်သွားပြီဆိုတော့ तू ကဒီတိုင်းမျက်လုံးနဲ့ကြည့်ရင်တော့စိန်ကြီးကလေအနာတွေဘလဘွားနဲ့ဖြစ်နေတဲ့ဟာလုံးဝမလှဘူးလုံးဝလည်းမသုံးသင့်တော့တဲ့စိန် I1 I2 I3 အဲ့တော့ teacher တို့တွေ clarity လို့ခေါ်တဲ့အနာပါဝင်မှုပေါ့နော်တန့်စင်မှုအဆင့်ကအားလုံး12ဆင့်ရှိသွားတယ်ဟုတ်လားပြောကြည့်အောင် flawless internally flawless VVS1 VVS2 VS1 VS2 SI1 SI2 SI3 I1 I2 I3 ဟုတ်ပြီနော်အဲ့တော့ teacher ဒီမှာနေကဲတထိုင်နဲ့ C ဘယ်နှလုံးရသွားပြီလဲ3လုံးရပြီဟုတ်ပြီနော်အဲ့တော့အဲ့ဒီရသွားတဲ့ C 3လုံးရှိသွားပြီ teacher တို့တွေအဲ့ဒီ C 3လုံးပြီးတော့နောက်ဆုံး C တစ်လုံးကကြတော့ cutting လို့ခေါ်တယ် cutting ဆိုတော့သွေးကွက်ပေါ့နော်ဒီချာတို့သွေးကွက်ပေါ်မှာမူတည်ပြီးတော့လဲစိန်ရဲ့အယောင်လင်းတယ်မလင်းဘူးလက်တယ်မလက်ဘူးဆိုတာကြီးလဲအများကြီးသိတာတယ်ဒီချာတို့ငငယ်တုန်းကကြားဘူးတယ်စိန်မှာပယ်တို့ချွန်းတို့ရှိတယ်ဟုတ်လားပယ်ဆိုတာကမျက်နှာပြင်ပေါ့ချွန်းဆိုတာအထူပါးကိုပြောတာ excellent cut ဆိုရင်အကောင်းဆုံးသွေးကွက်ကဘာလဲဆိုတော့ပယ်နဲ့ချွန်းနဲ့ဒီအရွယ်အစားညီမျှရမယ်ပယ်ကြီးလုံးလည်းမကောင်းဘူးချွန်းပါလုံးလည်းမကောင်းဘူးချွန်းထူလုံးလည်းမကောင်းဘူး teacher တို့တွေရဲ့စိန်နဲ့ပတ်သက်တဲ့ဟာမှာ teacher တို့က round brilliant ဆိုတဲ့အဝိုင်းစိန်အဝိုင်းကိုပဲ teacher တို့စံထားပြီးတော့သင်တာများတယ်ဒါပေမဲ့တကယ်စိန်မာက cutting အမျိုးအစားအများကြီးရှိတယ်
cushion cut လို့ခေါ်တဲ့နော်၄တောင်ပုံစံ cushion cut ရှိတယ်နောက်တစ်ခုက drop shape နော် drop shape ရှိတယ်မိုးဆက်ပုံပေါ့နော်မိုးဆက်ပုံ shape တွေရှိတယ် emerald cut လို့ခေါ်တဲ့မြသွေးခွက်ပုံစံတွေရှိတယ် cutting အမျိုးအစားတွေလည်းအများကြီးရှိတယ်ပြီးရင်ဒီချက်အဲ့စိန်နဲ့ပတ်သက်တဲ့ cutting အမျိုးအစားစာရွက်လေးလည်းပေးပါမယ်ကဲအားဆိုလို့ရှိရင်ဒါဒီချက် intro အနေနဲ့စိန်ကြောင်းအခြေခံလေး 4C ကြောင်းလေးပြပြတာပါခဏနေလို့ရှိရင်ဒီချက်တို့တွက်စာလေးတွေစတော့မှာအဲ့တော့ဒီချက်တို့ break time လေးခဏနားပါမယ် break time ပြီးရင်တွက်စာလေးပြန်စကြမယ်နော် okay ဟုတ်ကဲ့ပါ